အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အတော်မဲ့ပါကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ animation လမ်းစားတွေနဲ့ကျွန်တော်တို့ရဲ့ဒီ Spider-Man event ကြီးကတော့ player ရဲ့ရှေ့မှာကိုနောက်တစ်ကြိမ်ပြန်လည်ပြီးတော့ရောက်ရှိလို့လာပြီပဲဖြစ်ပါတယ်ဒီ event မှာဆိုရင်တော့ animation တွေကအရန်နဲ့ကိုလှတယ်လို့ကျွန်တော်တို့စပယ်သုံးရတာလည်းအရင်တစ်ခေါက်ကတည်းကပို့ပြီးတော့ကောင်းလာတာကိုတော့ကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြိုးကိုဆွဲပြီးတော့ enemy ကိုကေးရတဲ့ feeling ရရမ်းမိုက်တယ် enemy ကို surprise တိုက်လို့ရတယ်ပေါ့ဗျာကျိုးတော့မလွဲနဲ့ပေါ့ခုလိုမျိုး Spider-Man အိမ်ကြီးရပြီဆိုရင် brother တို့အနေနဲ့ပုံမှန်တဲ့သူကအမြင့်ကိုအနှဲငယ်ပို့ပြီးတော့ခုံနိုင်လာမှာပဲဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်သူကနေရန်တွေကိုပါဖတ်ပြီးတော့တက်လို့ရမှာပဲဖြစ်ပါတယ်ကျိုးဆွဲတဲ့နေရာမှာလည်းကျွန်တော်တို့နေရန်တွေကိုကတ်ဆွဲကြအောင်မလို့ပဲねသူကလေပေါ်မှာအေးဆေးလေးကျိုးကိုဆွဲသွားလို့ရမှာပဲဖြစ်ပါတယ်သူရဲ့ energy တန်းอ่ะဆိုရင်လည်းအတော်လေးခံတဲ့အတွက်ကျွန်တော်တို့ဒီဇုံပြေးတဲ့နေရာမှာဆိုရင်ကျိုးလေး90ချောင်းကိုဆွဲပြီးတော့ဇုံကိုအတော်ဝေးဝေးထိကိုဝေနိုင်မှာပဲဖြစ်ပါတယ်ခုလို energy ကုန်လို့ရှည်ချင်းပြရမယ်ဆိုရင်တော့မှသူက Spider-Man အင်ကြီးကိုပြောင်းဝှက်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပုံမှန်ထက်နည်းနည်းပို့ပြီးတော့ movement speed ပို့ပြီးတော့မြန်သွားတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒါလေးကတော့အရင်မိုက်တယ်လို့ကျွန်တော်ခံစားမိတယ် Spider-Man အင်ကြီးကိုဝတ်ထားမယ်ဆိုရင်သူ့ရဲ့ထူးခြားချက်လေးကအတော်လေးကိုများတယ်ပေါ့နော်ဒီအင်ကြီးဆိုရင်ကျွန်တော်ဝတ်ထားလိုက်လို့ရှိရင် Spider ဆန့်နေတဲ့ enemy ဘယ်နှကောင်ရှိလဲဆိုတာအစားသူကခြေရာလေးနဲ့ပြထားတယ်ပေါ့နော်အတော်လေးကိုမိုက်တယ်လို့ကျွန်တော်ပြောလို့ရတယ်တော်တော်လေးလည်းအထာကြတယ်ပေါ့နော်ဒီတစ်ခေါက်လာတဲ့ Spider-Man event ကိုတော့တော်တော်လေးကိုသဘောကျနေပြီအဲ့တော့ brother တို့ရောဒီ event လေးကိုကြိုက်ကြလားကြိုက်ရင်ကိုပဲ download ဆွဲပြီးစောဖို့အကြံပေးခြင်းတယ်ပေါ့နော်နောက်ထပ်အကြောင်းအရာလေးနဲ့အတူကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါအောင်မယ်အားလုံးပဲကျေးဇူးတင်ပါတယ်